ရင်ဝစ်စုံလေးပေါ့နော်ကရင်ရိုးရာဝစ်စုံလေးကိုကျွန်တော်တို့ဒီနှစ်ကိုရွေးချယ်ဖြစ်ပါတယ်ကျွန်တော်တကယ်တမ်းလက်တွေ့ကျွန်တော်လာဝေးကြည့်တဲ့အခါမှာမျက်မြင်ကိုယ်တွေတွေ့ရတဲ့အခါမှာကရင်ရိုးရာဝစ်စုံလေးကိုမှတကယ်ဒီဘေးကအမွှားလေးတွေဆိုလို့ရှိရင်လည်းဒီချီအမွှားလေးတွေမဟုတ်တော့ဘဲနဲ့အဲ့ဒီမှာဖန်ချောင်းလေးတွေကိုဒီထည့်ပေးထားတာကျွန်တော်တွေ့ရတယ်ဒီအင်ကြီးရဲ့ line စင်းလေးမှာဝါစားတေချာလေး handmade နဲ့တေချာလေးလုပ်ပေးထားတာကိုတွေ့ရတယ်ခေါင်းပေါင်းလေးကအစပြီးတော့ဒီကရင်ဒီရိုးရာဒီပွဲခန်းသားတွေကျင်းပတဲ့အခါမှာသူတို့ရဲ့ဒါတူရိယာလေးဖြစ်တဲ့ဖားစီလေးကိုလည်းဒါကျွန်တော်တို့ handmade လေးကိုတေချာလုပ်ပေးထားတာကိုဟိုတွေ့ရတယ်မျက်နှိုးတယ်ပေါ့နော်ဝေးရမှာတကယ်ကိုလည်းဒါကရင်လူမျိုးတိုင်းရင်းသားတယောက်လိုခံစားစေတယ်အဲ့ဒီအတွက်လည်းဒါကိုငင်းကိုကျေးဇူးအများကြီးတင်ပါတယ်